အားလုံးပဲဂီတချစ်တဲ့ညီကောင်တို့မင်္ဂလာပါကျွန်တော်လင်းမင်းကာရွာပြုပါတယ်ဒီပို့လေးကို share ပေးပါလို့အနူးညွန့်တောင်းပန်ကြပါတယ်နော်အခုအောင်စဘူးတော့ပိတ်လိုက်တယ်ပေါ့နော်ကျွန်တော်သတင်းလေးအခုပဲတွေ့ရတယ်ကျွန်တော်နေမကောင်းပါဘူးကြီးပေါင်းနေတဲ့ကျွန်တော် SIP ပြန်လာအောင်စဘူးကိုစိတ်လည်းမကောင်းပါဘူးနော်ဒါပါပြောဟုတ်လားဒီလောက်ကြီးလေးတယ်လို့တော့ကျွန်တော်မခံစားအောင်ဗျာဟုတ်လားပြီးတော့အဲ့ဒါလည်းပတ်သက်ပြီးတော့ထပ်ပြောချင်တာမပိတ်တဲ့ဟာတွေကြာတော့ဘာလို့မပိတ်သေးတာလဲကျွန်တော်ပြောချင်တာမနေ့ကပဲညီလေးတယောက်နဲ့တွေ့လို့အကိုကလည်းချက်တိတ်မလေးတယောက်ပြားတယ်မနေ့တနေ့ကမှဂီတလောကလည်းရောက်လာတဲ့ခေါင်းပါလေကျွန်တော် blind night ကိုသွားတယ်အကိုတို့လည်းဒီနုပညာလောကထဲမှာလုံနေတာကြာပြီတဲ့ဘာပွဲမှမရှိဘူးလားတဲ့ညီမမနေ့တနေ့ကမှဝင်လာတော့ပွဲတွေမနေဘူးပါရတော့ဖဲ့သွားတယ်အဲ့တော့ကျွန်တော်ပြောလိုက်မင်းနောက်တစ်ခါဆိုပြောလိုက်လို့ဒီလိုတနာယူတွေပွဲငားတဲ့တနာယူတွေခေစားနေတဲ့ခေမှာမလို့နင်တို့ကတနာယူလို့ရလို့အဲ့အစင်းကြောင့်မလို့ခေါ်ခံရတာနင်တို့စောက်စစ်အဲ့စောက်စစ်ပဲရှိရလို့ပြောလိုက်လို့ကျွန်တော်ပိတ်ပြောလိုက်တယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးပြောချင်တယ်အခုကျွန်တော်တို့ရှေ့ဆက်ပြီးတော့စောင့်ကြည့်လိုက်ပါမကြတော့ပါပွဲလန်းတပင်ပွဲအကြီးတွေလာပါအဲ့အကြီးပွဲတွေမှာစခေါ်လိုက်လို့ရှိရင်မိန်းကလေးဒါတော့ကြီးမားမားမိန်းမတွေမရအောင်တော့ငငယ်ရွယ်မိန်းကလေးအဆူကောင်းမကောင်းဗျာပြောရမယ်ဆိုရင်ကိုကြီးဒါမျိုးအမတွေရွေးခေါ်တာအဲ့လိုမလုပ်တဲ့မိန်းကလေးအဆူကောင်းမခေါ်ဘူးနော်အဲ့လိုကောင်းကန်းဆိုပြီးတော့ EC လို့မိန်းကလေးဆိုမခေါ်ဘူးအဲ့တော့ဘလို့လေးတနာယူနေကြတာလေအဲ့ဒါကြောင့်လည်းနေရာအနှံ့ကြီးကဟိုဆက်စီတွေဒီဆက်စီအာရုပ်ပြက်စင်းပြက်တွေကြီးပဲဗျာတိုင်းပြည်ဖုံးနေတယ်ဗျာနေရာတကမိန်းမတွေပဲကျွန်တော်တို့တိုင်းပြည်မှာယောက်ျားလေးအဆူရှင်တွေကိုဘောင်းအောက်ထားတိုင်းပြည်လိုဖြစ်နေတယ်သေကြလဲယောက်ျားလေးကနာမည်မကြီးတဲ့အဆူတော်ဆိုမခေါ်ဘူးဗျအဲ့တနာယူတွေကစောက်ချက်လည်းမရှိကြဘူးဗျတနာယူတာရက်ပါတော့မြမဂီတာအစိမ့်မြင့်မှုဘာလုံးပါလဲဒင်းတော့ပြန်ပြီးတော့ဒီမြမဂီတာအစင်ကိုပြန်နှိမ့်ချနေတာပွဲငားတဲ့သူတွေပြောတယ်နော်ပွဲငားတဲ့သူတွေအားကြီးတဲ့ပွဲငားတဲ့သူတွေပေါ့ဗျာပတ်စံတွေလည်းပေါ်များသုံးနိုင်တဲ့သူတွေပေါ့နော်မြန်မာနိုင်ငံဂီတာစီတော့မစွမ်းနိုင်ဘူးလားအပွဲလို့လို့ရှိရင်ယောက်ျားလေးနဲ့မိန်းကလေးမျှတတော့မှ10ယောက်ဆိုမိန်းကလေး9ယောက်ယောက်ျားလေး9ယောက်ဒီလိုလေးအရသာလေးဖြစ်အခုကြည့်လိုက်တနာယူပွဲဂီတာပွဲနဲ့မတူဗျာစောက်တနာယူပွဲတွေကြီးပဲစောက်ချက်လည်းမရှိကြဘူးဗျာဘယ်လိုလုပ်လဲဗျာကျွန်တော်တိုင်းပြည်ပါဟိုယောက်ျားလေးဆိုတော့လည်းပါလဲနာမည်မကြီးနေရာမရဘောင်းအောက်ခံရတဲ့တိုင်းပြည်လားအဲ့လိုမျိုးလို့ဖြစ်နေတယ်အဲ့ဒါလေးတော့နည်းနည်းပြင်သင့်တယ်လို့သတင်းမီဒီယာသမားတွေဒီဖို့တွေ့လဲနည်းနည်းဝိုင်းပြောပေးပါဦးကျွန်တော်မြန်မာဂီတာလေးအစိမ့်မြင့်မို့အခုကမြန်မာဂီတာအစိမ့်မြင့်မို့တော့စုပ်ပြက်ပြီးနေရာတကာမိန်းမတွေဆက်စီတွေ EC ကလီတွေဒါတွေကြီးပဲဗျာဘယ်လိုလုပ်လဲအဲ့တော့အဲ့နေရာတကာမှာအဲ့ဟိုရင်ကျေးမှုပြက်သရုပ်ပြက်လုံးဝရုပ်ပြက်စင်းပြက်ဖြစ်စေတဲ့ဟာတွေကိုကြတော့မပြောကြတော့ဘူးလားဟမ်အဲ့လိုမျိုးဟိုကျွန်တော်ရင်ကျေးမှုဖြတ်နေတဲ့ပုံစံတွေနဲ့စိုးနေဖင်ပေါ်ခေါင်းပေါ်ဟိုးပေါ်ဒီပေါ်အဲ့ဒါတွေကပါခင်ဗျာဟိုပွဲလုံးတဲ့သူတွေပြောချင်တာပါတလားယူလို့ကောင်းလို့လားသူတို့ကလေ့ကျင့်ပေးနေတယ်လို့ဖြစ်နေတဲ့ပိဋကတ်တွေကနောက်ဆိုပိဋကတ်တွေကREA တည်းတွေပြအဲ့ဒါကြောင့်လဲတိုင်းပြည်မှာမရင်းမှုအောက်တန်းစားမှုမျိုးစုံဖြစ်နေတာအဲ့တော့ဂီတာပွဲတွေတော့ဂီတာပွဲတဲ့တူအောင်လုပ်ဖို့အတွက်အားကြီးတဲ့ငွေရှိတဲ့သူတွေပေါ့နော်မြန်မာဂီတာအစီအမင်းမို့လဲနည်းနည်းလုံးကြအောင်စောက်ရှက်မရှိတလားကြီးပဲယူနေကြတယ်တလားယူချင်းဒီပြင်းအနေနဲ့ယူကြပါဂီတပွဲဖျော်ဖြေပွဲလုပ်ရင်တော့ဂီတနဲ့တူတဲ့ဖျော်ဖြေပွဲလေးတော့လုံးကြပါဦးလို့ပြောချင်ပါတယ်အဲ့ဒါလေးပြောချင်တယ်ဗျာအခုတွေ့ရတာလဲအောင်သူညီလေးစိတ်မကောင်းပါဘူးညီလေးကိုအားပေးပါတယ်ငါညီလေးအများအဆင်ပြေပါသေးလို့နော်ဒါလေးပါပဲဗျာစောက်တလွဲတွေမလို့ပါ